ကိုယ်ရောက်လာတယ်ခန္ဓာကိုယ်လည်းပြင်ဆင်ပေးရတယ်ပြုစုပေးရတယ်လူဘဝမှာလူကြားသူကြားရဲသွားဖို့ဟန်နေပန်းနေလှုပ်ဖို့ဒါတွေလှုပ်ကြတယ်လူကြားရဲသွားတဲ့ခါမှာတဏ္ဍခါတွေရောင်တုံကာလာတွေခြေတပြီးတော့တွားကြလာကြရတယ်လူတော်တူဖို့အတွက်မွေးနဲ့သားတွေဆွတ်ရတယ်ဘဝတွေလှပဖို့အတွက်မျိုးမျိုးဖန်တီးကြရတယ်ဒီလိုပဲတန်တရားမှာကောင်းအောင်လို့ဖြောင်ဖြူဖို့အတွက်တန်တရားမှာကျင်လည်တဲ့ဘဝတွေလှပဖို့အတွက်ဖြောင်ဖြူဖို့အတွက်အေးချမ်းဖို့အတွက်ကုသိုလ်ဒါနပြုဖို့လိုအပ်တယ်ကုသိုလ်ပြုမှစိတ်အေးရတယ်တန်တရားအတွက်စိတ်အေးဖို့အတွက်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမှုကိုတစ်ခုခုတော့ပြုပါနော်ဘုရားတရားလည်းမမိတ်နဲ့တဏှုံသုံးပါးလည်းမမိတ်နဲ့ခန္ဓာကြီးကိုနေ့စဉ်ပြုလုပ်ပေးရတယ်လို့လူကြားသူကြားထဲမှာဟန်ဆောင်ကောင်းအောင်ဟန်နေပန်းတွေပြုလုပ်ရတယ်လို့အဓိကကတန်တရားမှာကိုယ့်ဘဝကိုလှပဖို့ဖြောင်ဖြူဖို့အတွက်ကုသိုလ်ကောင်းမှုကိုပြုပါအားလုံးအေးချမ်းပါစေဖရာတရားမမေ့လေနဲ့တွာလာလာဂယုဆိုင်အနေရကင်းခြင်းအနေရရှိတဲ့နေရာမှာတွားနဲ့အနေရရှိတဲ့လူနဲ့မပေါင်းနဲ့အားလုံးအေးချမ်းကြီးရှိကြပါစေတဏှုံသုံးပါးတည်နိုင်တော်သူတွေဖြစ်ကြပါစေဂုဏ်တော်၉ပါးကိုးကွယ်နိုင်သူတွေဖြစ်ကြပါစေစောင့်နိုင်သူတွေဖြစ်ကြပါစေ